္ဂလာပါ Tech for Teachers Channel ကနေကြိုဆိုလိုက်ပါတယ်ဒီ Tech for Teachers Channel လေးကတော့ Post Secondary Education Network ကနေ Educator Fellowship ဆိုတဲ့ project အောက်မှာအညာ Institute နဲ့ Victoria Academy တို့နဲ့ပေါင်းစပ်ပြီးတော့မှပြုလုပ်ထားတဲ့ project လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မတို့ Canva tutorial for new teachers ဆိုတဲ့ဟာလေးကိုကြည့်မှာဖြစ်ပါတယ်ဒီဟာကပထမဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်ဘယ်လို sign up လုပ်ပြီးတော့account create လေးတွေကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးတွေကိုကြည့်မှာဖြစ်ပါတယ်ကဲပထမအဆုံးအနေနဲ့ introduction to Canva ကဲ Canva ကဘာလဲဆိုတဲ့ဟာလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ Canva ဆိုတဲ့ဟာလေးကဘာလဲဆိုလို့ရှိရင်တော့သူကတော့ online မှာရှိတဲ့ online live ရှင်းမှာပဲပြုလုပ်လို့ရတဲ့ website လေးဖြစ်ပါတယ်ပြီးရင်သူကတော့လုပ်လို့လေးလွယ်ကူတယ်သူမှာကြိုတင်ပြီးတော့ပြုလုပ်ပေးထားတဲ့ template လေးတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီဟာလေးကတော့သုံးရလွယ်ကူပါတယ်ပြီးရင် premium လေးရှိသလို free ရလေးအများကြီးရှိပါတယ်အဲဒါကြောင့် premium သုံးစရာမလိုဘဲနဲ့free template လေးတွေအများကြီးရှိတယ်အဲ့ဆိုလို့ရှိရင်ဒီ Canva လေးကိုဘာဖြစ်လို့ဆရာဆရာမတွေကအသုံးများတာလဲဒါဘာဖြစ်လို့ဆရာဆရာမတွေအတွက်အသုံးဝင်တာလဲဆိုလို့ရှိရင်တော့ပထမချက်ကဒီဆရာဆရာမတို့ကသင်ခန်းစာတွေလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်PowerPoint လေးတွေပြုလုပ်ခြင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီ Canva လေးကလုံးဝကိုအသုံးဝင်ပါတယ်ပြီးရင်ဒုတိယချက်အနေနဲ့newsletter လေးတွေဒါမှမဟုတ် poster လေးတွေလုပ်တဲ့အချိန်မှာလေဒီဟာလေးကိုအသုံးများပါတယ်ပြီးရင်တတိယချက်အနေနဲ့ကလေးတွေ vocabulary တွေကြက်ဖို့လုပ်ပေးဖို့အတွက် flash card လေးတွေရေပြီးတော့ handouts လေးတွေလုပ်ပေးဖို့လေ template လေးတွေအများကြီးရှိပါတယ်ပြီးရင် certificates လေးတွေ event invitations လေးတွေလုပ်ချင်တဲ့အခါမှာလေဒီဟာလေးတွေကိုသုံးလို့ရပါတယ်ပြီးရင်နောက်ဆုံးအနေနဲ့attendance tracker လုပ်တဲ့အချိန်မှာlaptop ထဲမှာ tracker လုပ်ချင်တဲ့စာရွက်နဲ့တော့အချိန်စာရွက်နဲ့တော့တိတ်ပြီးတော့ခက်မမီဘူးဆိုတဲ့ဆရာမတွေတက်ပေါ့နော်ဒီ attendance tracker လေးတွေတက် Canva လေးကိုအသုံးပြုလို့ရပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့how to sign up for Canva မှာဘယ်လို sign up လုပ်မလဲဆိုတာလေးတွေကိုဒီနေရာမှာတူကြည့်ရအောင်နော်ဘယ်နှပါလို့ဆိုအနေနဲ့ Google မှာတွားပြီးတော့ canva.com ဆိုတဲ့ဟာလေးကို type မယ်ပြီးရင်အဲ့နေရာမှာသူကတော့ website ပြမှာဖြစ်ပါတယ်အမှာ sign up လေးကိုလုပ်ပြီးတော့ကိုယ့်ရဲ့ Gmail လေးတွေ log in ပြီးအဲ့ဆိုလို့ရှိရင်တော့အကောင့်ကပြုလုပ်ပြီးသွားပြီဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့အခု sign up လေးကိုဘယ်လိုလုပ်မလဲဆိုတဲ့ဗီဒီယိုလေးကိုတူကြည့်ရအောင်နော် Okay အရင်ဦးဆုံး Google ကိုသွားပြီးတော့ canva.com ဆိုတဲ့အလေးကို type ပြီးတော့ကဲဒီနေရာလေးမှာ Canva ရဲ့ website လေးကိုရောက်ပြီးသွားပြီပဲဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့ start signing for free ဆိုတဲ့နေရာလေးကို click လိုက်မယ်ပြီးရင်တော့ Google နဲ့ပဲ join လိုက်မယ်နော် continue another way ဆိုတဲ့ဟာလေးကိုလုပ်မချင်တယ်ဆိုလို့ရှိရင်ရပါတယ်ဒါပေမဲ့ Google ကအဆင်ပြေဆုံးဆိုတော့ Google လေးပဲကြည့်လိုက်ပါမယ်ကဲခုဆိုလို့ရှိရင်တော့ account လေးကို create လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်ဒီနေရာလေးမှာ Canva က provide လုပ်ပေးထားတဲ့ templates လေးတွေအများကြီးရှိတယ်ဒီဟာလေးတွေကိုကိုကကြိုက်တဲ့ဟာလေးတွေကို click လုပ်ပြီးတော့သူကလုပ်ပေးပြီးသားဖြစ်တဲ့ ready made template လေးတွေပဲဖြစ်ပါတယ်ကဲဆိုလို့ရှိရင်တော့ဒီ Canva လေးမှာဒီဟာလေးတွေကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကိုသိချင်တယ်ဆိုလို့ရှိရင်တော့ next video ကိုကြည့်ပေးကြပါနော်